ဒီမှာရှင်ကူညီပြီးအစီအရင်လုပ်ပေးမယ်ဆိုရင်ကျမလည်းရှင်ကိုလိုအပ်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးမယ်ကျမလိုချင်တာရရင်ပြီးတာပဲကျမသွေးသားကိုရှင်ကြိုက်နေတာကျမသိပါတယ်တကူလုံးကလည်းမှုီးနေရပဲကွယ်စားရကြီးဝါရကြီးသေးရဲ့ဟေးနင်ဘာလို့လမ်းပိတ်ပြီးရက်နေရလဲနင်သေးချင်လို့လားနင်သေးချင်တာရင်ကြည့်ငါသေတော့မှကံကောင်းလို့ပေါ့ဟာကိုမင်းနိုင်ရှင်ဘလောက်ကြာကျမလက်ထဲကနေပြေးနိုင်မှာမလဲမကြခင်နင်ကငါ့ယောက်ျားဖြစ်ကိုဖြစ်ရမှာပါမနက်ခင်းလေးတစ်ခုမှာတော့ကုသိုလ်ရွာလေးဟာတာယာလှပနေပြီးပြေးလွှားစော်ကစားနေတဲ့ကလေးများရဲ့အသက်များနဲ့တူကျင်းငတ်တဲ့များကစူညံလို့နေပါတယ်ကုသိုလ်ရွာသူရွာသားများအားလုံးကလည်းပုံမှန်တိုင်းစကားဆက်ပြီးပြောဆိုကပျော်ရွှင်စွာနေထိုင်ကြလျက်ရှိပြီးတော့အဲ့ဒီချိန်မှာပဲဟဲ့ဟိုမကြီးစံဘုန်းကြီးတစ်ပါးငါတို့ရွာတွေကိုကြွလာတာများလားငါရဲ့မျက်စိတွေကလည်းအသက်ကြီးတာတော့တိတ်မကောင်းတော့ဘူးကြည်စမ်းမအောင်ကွာဟုတ်တယ်ထင်တယ်ဗျပြောလိုက်တာဗျာကဲမိတော်တို့လှစိန်တို့စုံခုကြပါဟာဘုန်းကြီးကိုစုံအောင်ကြရအောင်ကျေးရွာသားများအားလုံးမြင်လိုက်ရတာကဦးစင်တစ်ပါးဟာရွာတွေကိုစိုက်စိုက်မြိုက်ကြွလာနေတာကိုမြင်လိုက်ရပြီးရွာသူရွာသားများအားလုံးကလည်းကြီးညိုလွန်းလာတာကြောင့်အပြိုင်ဆိုင်ဆွန်းလောင်းဖို့အတွက်ပြင်ဆင်နေခဲ့ကြတာပေါ့ဖုံဗျာတပည့်တို့ရွာကိုဘယ်ကနေကြွလာတာပါလဲဗျာတကားလေးဘုန်းကြီးကဟိုဘက်တောင်ကုန်းကတောအုပ်တွင်ထဲကနေတရားဖြုတ်ပြီးဒီရွာလေးကိုဆုံးခံထွက်လာတာပါဒီရွာရဲ့ဘုန်းကြီးเจ้าမှာခဏတစ်ဖြုတ်တရင်သုံးပြစီတကားဒီရွာမှာတော့ဘုန်းကြီးเจ้าမရှိပါဘူးဗျာတောင်ပေါ်မှာတော့အရင်တော့စွန့်ပစ်ထားတဲ့ကျောင်းပြက်ကြီးပဲရှိပါရဲ့ဗျာအဲ့ဒီမှာခဏတဲကျင်နေဆိုရင်လည်းတပည့်တော်တို့ရွာသားတွေအားလုံးဝိုင်းပြီးရှင်းလင်းပေးပါမယ်ဗျာကိုရင်ထူးကဝမ်းသာအားရလက်ခံလိုက်ပြီးဦးအောင်မြတ်ဆန်နဲ့ရွာသားနှင်းငယ်ကိုခေါ်ခဲ့ကကျောင်းပြက်ကြီးကိုရှင်းလင်းပြုပြင်ပေးလိုက်ကြပြီးညနေဆောင်မှာတော့ဦးစင်အားရှ िख ိုးကြော့ကပြန်သွားခဲ့ကြပါတယ်ညကိုရောက်တဲ့အခါမှာတော့နှစ်ပေါင်းများစွာစွန့်ပစ်ထားတဲ့ကျောင်းပြက်ကြီးတွင်းမှာသားရဲတလိမ့်ဆန်များရဲ့အော်တန်များကစူညံစာထွက်ပေါ်လာခဲ့ပြီးရုတ်တရက်ဆိုသလိုပဲတိတ်ဆိတ်သွားခဲ့ပါတယ်အဲ့ဒီတော့မကြခင်ချိန်မှာပဲဂါရာရွတ်နေတဲ့အတန်များဟာကျေလောင်စွာထွက်ပေါ်လာခဲ့ပါတယ်ဦးစီဟာမန်တန်များကိုရွတ်ဖက်နေခဲ့သလိုသူ့ရဲ့ခန္ဓာကိုယ်ဟာလည်းပိန်ချုံလိုလာခဲ့ပြီးမျက်နှာဟာချိုင်းဝင်လာပြီးသွားများဟာလည်းယခုကလူသားမဟုတ်သီလားချုံတက်ကကြောက်စရာကြီးဖြစ်လာခဲ့ပါတယ်တလိမ့်ဆန်သွေးတဲ့လူသွေးကပိုးချူတယ်လူသွေးတောင်းပါပဲငါရဲ့ဆွမ်းတွေကပိုးတက်လာပါဒီတရားလုံးကငါအပိုင်ပဲကွာမနက်လင်းလိုအာယုံတက်တဲ့ချိန်မှာတော့ဒေါ်မီတယောက်သူ့ရဲ့မြေးလေးအေးတီကိုခေါ်ကဦးစင်အားဆုံးကဲ့ရန်အတွက်တောင်ပေါ်ကိုတက်လာခဲ့ပါတယ်ကျောင်းကိုရောက်တာနဲ့ဦးစင်ဟာကျောင်းတနေရာကနေထွက်လာပြီးဇွန်များကိုလူခန့်ကစကားပြောဆိုနေခဲ့ပေမယ့်ဦးစင်ရဲ့ဆူးရှားလာတဲ့မျက်လုံးများကတော့အေးတီအားမျိုးချတော့မယ်လားစိုက်ကြည့်နေခဲ့တာကြောင့်အေးတီလည်းသူမကိုစိုက်ကြည့်နေတာကိုသတိထားမိသွားပြီးစိတ်ထဲမှာထူးဆန်းတဲ့အကြောက်တရားများကဝင်လာခဲ့တာကြောင့်အဖွားဖြစ်သူကိုစိုးမြန်ကပ်ပြီးပြန်ရန်အတွက်ပြောဆိုလိုက်ပါတယ်အဖေသမီးတော်လေးဒီဦးစင်ကိုကြည့်ရတာစိတ်ထဲမှာမသုံးမတန်ကြီးဖြစ်တယ်တော့ပြီးတော့ကြက်သိန်းတွေလည်းထမိဟဲ့မြေးသည်ဒီကောင်မလေးတော့ခက်နေပါပြီနင်ငရဲကြီးမှမကြောက်ဘူးလားဘလို့လုပ်ပြီးဖုန်းကြီးကကြောက်စရာကောင်းပါလေနင်းနဲ့တော့ခက်လိုက်တာသမီးခန်းစားရလို့သာပြောမိတာပါထားလိုက်ပါတော့ဖွားရေအပြိုပါလေးအေးဒီဟာဦးအောင်မြတ်ဆန်ရဲ့သားဖြစ်သူမင်းနိုင်ကိုတိတ်တခိုးချိန်ဖို့ကချစ်မိနေသူဖြစ်ပြီးမင်းနိုင်တယောက်သူတို့အိမ်ရှိကနေဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ချိန်တိုင်းအေးဒီရဲ့စိတ်ထဲမှာတော့ချစ်မိသူကိုပိုင်ဆိုင်ခြင်းနဲ့စိတ်တွေကြောင့်ပဲငါနဲ့ရောဘလို့နီးနဲ့မဆိုငါယောက်ျားဖြစ်အောင်လုပ်မယ်အိုးနေမငါ့အောင်မချင်းအောက်လန်းနီးနဲ့လှုပ်ရမယ်ဆိုလေရအောင်လုပ်မယ်ဘာပဲဖြစ်ဖြစ်နေငါယောက်ျားဖြစ်လာဖို့ပဲလို့တယ်နောက်တနေ့မှာတော့ရွာသူရွာသားများအားလုံးဟာလည်းဦးစင်းကိုဆွန်းလောင်းရန်စောင့်ဆိုင်နေကြပြီးအဝေးကနေကြွလာနေတဲ့ဦးစင်းဟာအလွန်ပင်ပန်းနွမ်းနေတဲ့ပုံပေါက်ခါရပောင်းများစွာအေးအေးပြတ်ထားသူတယောက်လိုပဲမျက်နှာတစ်ခုလုံးသွေးမရှိတော့ပဲဖြူပဲဖြူရောနဲ့ပိန်ချုံနေခဲ့ပြီးတော့လမ်းလျှောက်လာတဲ့ပုံဟာလည်းမနှင်းကနဲ့မတူပဲတကြီးတရိုင်နဲ့ကြွလာနေခဲ့ပါတယ်ဦးစင်းဖျားနေမကောင်းဘူးလားဖျားဦးစင်းပုံကြည့်ရတာနွမ်းဖက်ဖက်နဲ့တပည့်တော်တို့စိတ်မချမ်းသာလိုက်တာဖျားဘာမှမဖြစ်ပါဘူးတကားတို့ရဲ့ဘူးစင်ညာကအချိန်ကြာတရားထိုင်ပြီးတီလာစောက်တီလွန်းလို့အခုလိုအားနည်းနေတာပါစိတ်မပူချပါနဲ့ကွယ်အဲဒီနောက်ဆုံးခံပြီးကြွားသွားတဲ့ဦးစင်းကိုရွာသူရွာသားများအားလုံးကစိုးရိမ်နေတဲ့မျက်လုံးများနဲ့ကြည့်နေကြပေမယ့်အေးဒီမှာတော့အများနဲ့မတူပဲဦးစင်းဟာတခုခုထူးဆန်းနေတဲ့ဆိုတဲ့အတွေးများနဲ့တန်တရားဖြစ်လို့နေခဲ့တာပေါ့ဒီလိုနဲ့ညဘက်ကိုရောက်လာပြီးအေးဒီတယောက်သူတစ်ဖက်သက်ချစ်နေရတဲ့မင်းနိုင်ကိုဘယ်လိုပဲနီးနဲ့များသူ့ကိုစိတ်ဝင်စားအောင်လုပ်ရမလဲဆိုတဲ့နီးလန်းများကိုစဉ်းစားနေစမှာပဲမလန်းမကမ်းမှမြင်နေရတဲ့ဦးသားတို့ရဲ့အိမ်ပေါ်ကိုအမောင်ရိပ်ထဲကနေဂုံနဲ့တက်လာနေတဲ့အရေးတစ်ခုကိုမြင်လိုက်ရပြီး
သူမှလည်းအဲ့ဒီရိတ်ဟာထူးဆန်းနေတာမို့အရင်နောက်ကိုလိုက်သွားပြီးဥတာတို့ရဲ့အိမ်ပရင်းပေါက်ကနေချောင်းကြီးလိုက်တဲ့အခါမှာတော့ညီရဲနေတဲ့သွေးဆက်များဟာအိမ်လက်တစ်လျှောက်တစ်ခုခုကိုဆွဲသွားသလိုဖြစ်နေခဲ့ပြီးသွေးများစတင်စီးဆင်းနေတဲ့သွေးရိုင်ထဲမှာတော့ဥတာတို့ရဲ့အလောင်းကိုမြင်လိုက်ရတဲ့အခါမှာအေဒီတယောက်ပြုတ်တက်လာတဲ့လေချောင်းကိုထိမ့်လိုက်ပြီးတော့အေဒီမှာရွာသားများကိုတွားခေါ်ရမယ်စာထိုရိတ်ရဲ့ခြေရာနောက်ကိုသာဒီဇိုင်းမမှန်လိုက်သွားခဲ့ပါတယ်အဲ့ဒီခြေရာများကတော့ကျောင်းပြက်ကြီးရှိရာစီကိုတွားနေခဲ့ပြီးကျောင်းပြက်ကြီးအနားကိုရောက်မှာတော့ဒီဦးစင်ကတခုခုထူးခြားတယ်ပြောကဆရာများဖြစ်နေမလားမသိဘူးအေဒီလည်းကြောက်လန့်ခြင်းမရှိပဲဦးစင်းနားကိုတိုးကပ်သွားခဲ့ပြီးတော့မင်းနိုင်သူ့ကိုပြန်ချစ်လာဖို့အတွက်ပီရစီရင်လှုပ်ပေးရန်အတွက်သာတောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်ဟမ်ဖုန်းကြောင်းတဲ့ဒီကိုဒီချိန်ကြီးဝင်လာရဲတယ်ဆိုတော့နေရငါ့ကိုမကြောက်ဘူးပေါ့လေဟုတ်လားရှင်ပါလေးဆိုတာကိုကျမမသိလို့လိုက်လာတာရှင်ကဖုန်းကြီးအဝတ်ကိုဝတ်ပြီးအောက်လန်းလိုက်စားနေတဲ့လူတစ်ယောက်ပဲကဲပါဘာပဲဖြစ်ဖြစ်ရှင်လူတက်ခဲ့တာကိုမပြောစေချင်ကျမကိုပြရစေလုပ်ပေးပါကျမဘက်ကရှင်ခိုင်းတာဘာမဆိုလုပ်ပေးပါမယ်ကုညီပေးပါတဲလာလာကြီးလာဒီကလေးမနင်မှတ်ထားတယ်ဘယ်သူမှငါ့ကိုလာညှိနှိုင်းလို့မရဘူးဘယ်ဟာကိုပဲဖြစ်ဖြစ်ငါပဲဆုံးဖြတ်ခဲ့တာဒီလိုဆိုရင်တော့ရွာသားတွေနဲ့အာနာပိုင်တွေကရှင်ပါလေးဆိုတာကိုသိသွားရင်ဖမ်းဆီးတော့မှာပဲရှင်ကအဲ့လိုဖြစ်ချင်လို့လားအောက်လန်းဆရာဦးစင်းနဲ့အေးတီကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးသူမကသူ့ရဲ့အောက်လန်းပညာအကြောင်းကိုသိနေခဲ့တဲ့အတွက်ညှင်းဆန်လို့များတဲ့နောက်အေးတီကိုပြောလိုက်ပါတယ်ကဲကောင်းပါပြီနင်ကူညီဆိုကူညီပေးပါမယ်ဒါပေမဲ့နင်ခဏတော့စောင့်ရမယ်နော်ဒီနေရာမှာနေထိုင်ပြီးစောင့်နေလိုက်ငါခန္ဓာကိုယ်တစ်ခုလုံးကိုတန်ရှင်းရေးလုပ်ပြီးသင်္ကန်းလဲပြီးမှအစီရင်စလုပ်ကြမယ်အေးဒီမှာတော့ဦးစင်းရဲ့အကြံစီကိုမရိပ်မိပဲကျောင်းဆောင်တနေရာကသာစောင့်နေလိုက်ပါတယ်တကယ်တော့အောက်လန်းဦးစင်းကစတွေ့ကြတဲ့ကအေးတီကိုမျက်စိကျနေပြီးခြေတော်တင်နိုင်မဲ့အခွင့်အရေးကိုစောင့်နေခဲ့တာမို့အခုခါမှာတော့သားကောင်အေးတီဟာသူ့ရဲ့ပါဇက်တွင်းကိုဆင်းသက်လာပြီးမို့မေးစေးပါတဲ့စိတ်တချို့နဲ့ခတ်လိုက်ပြီးသူ့စိတ်ကြိုက်ခြေတော်တင်ခဲ့ပါတယ်အဲဒီနောက်ရုတ်တရက်ပဲအေးတီတယောက်လန်နိုးလာခဲ့ပြီးတော့ဘေဘီဝဲရာကိုကြည့်လိုက်မိတဲ့အချိန်မှာသူဟာကျောင်းပြက်ကြီးထဲမှာရှိနေခဲ့ပြီးသူမရဲ့ဘေးနားမှာတော့အကျန်သမားဟာကာမစီးစိမ်ကိုစားသုံးပြီးလဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်အေးတီတယောက်အော်ဟစ်ငိုကြွေလိုက်တော့လေအရာအလုံးဟာနောက်ကျသွားခဲ့ပါပြီအခုခါမှာတော့အေးတီဟာအောင်လန်းဦးစင်းရဲ့ခြေတော်တင်ခြင်းကိုခံလိုက်ရပြီးသူဟာအသက်ရှိနေပေမဲ့အရှက်တရားများဟာတော့မရှိတော့ပါဘူးအေးတီတယောက်အင်ကိုပြေးကဖြစ်ခဲ့သမျှအားလုံးအတွက်အယူတယောက်လိုပဲစက်ကြီးတငင်ငင်ကိုကျွေးနေခဲ့တာကြောင့်အဖွားဖြစ်သူဒေါ်မီကမေးမြန်းခဲ့ပေမဲ့အေးတီကတော့ဘာတစ်ခုမှပြန်မပြေခဲ့ပါဘူးကုသိုလ်ရွာလေးဟာတော့ရခင်မနက်တီနဲ့မတူပဲအော်ဟစ်ငိုကြွေးတဲ့များနဲ့ပြင်းနေလို့နေခဲ့ပါတယ်ရွာသူရွာသားများအားလုံးကကြောက်စရာပုံစံနဲ့တေဆုံးနေတဲ့ဦးတာတုံးရဲ့အိမ်အောက်ကိုရောက်နေကြပြီးဦးတာတုံးရဲ့ဗိုက်ထဲကကလီစာများဟာတကူကစားတော့သွားသလိုဦးသေးများဟာပျောက်ဆုံးနေခဲ့တာကြောင့်အလောင်းကိုကြီးကအားလုံးကအံ့အားသင့်နေခဲ့ကြတာပေါ့ဘယ်ရာများဦးတာတုံးကိုဒီလိုလှုပ်ခဲ့ရတာလဲဒီပုံတိုင်းဆိုရင်တော့လူတယောက်လက်ချက်တော့မဖြစ်နိုင်တော့ဘူးကဲစကားတွေများမနေကြနဲ့အလောင်းကိုမြေချဖို့ပြင်ကြအားလုံးပဲဂယူးဆိုင်ကြတော့နောက်ထပ်အလောင်းတွေကပေါ်လာတော့မှတေးကြတယ်ဦးသားတို့ရဲ့လောင်းကိုတကြိုပြီးတဲ့နောက်ဦးအောင်မြတ်ဆန်းလည်းရွာသားများကိုညအချိန်မှာအလေကျကင်းဆောင်ရန်အတွက်အမိန်ပေးလိုက်ပါတယ်။လာခွေညမှာတော့ဦးအောင်မြတ်ဆန်းတယောက်ကိုလက်တွေကြိုက်ခင်းလာပြီးဖျားတက်လာတဲ့အတွက်အိယာစောဝင်ခဲ့တာပေါ့။ကိုမင်းနိုင်မှာတော့သူ့ရဲ့ကြိုက်ဆုံးပြောင်းချေတနက်ကြီးကိုတန်ရှင်းရေးလုပ်နေခဲ့ပြီးရွာထဲကအတန်များကိုနားဆွင့်လို့နေခဲ့ပါတယ်။ရုတ်တရက်ပဲအိမ်နောက်ဘက်ကနွားများရဲ့အော်တန်ကိုကြားလိုက်ရတဲ့အတွက်မင်းနိုင်လည်းတနက်ကိုယူကခြေတံဖွားဖွားနဲ့နွားချန်ရှိရာကိုသွားကြည့်ခဲ့ပေမဲ့ဘာတစ်ခုမှမတွေးရတဲ့တည်းနွားချန်တွေကနွားများကတော့တစုံတစ်ခုကိုကြောက်လန့်နေတဲ့အောင်အော်ဟစ်လို့နေမြဲဖြစ်ပါတယ်။သူအိမ်ကြီးကိုလှည့်ပတ်ကြည့်နေစမှာပဲတကြွကြွနဲ့အသားများကိုဝါးစားနေတဲ့အတန်ကိုမလန့်မကန့်တနေရကနေကြားလိုက်ရတဲ့အတွက်ကြောင့်သူလည်းမြင်ရိုင်းရှည်များအတိုင်းတိုးသွားလိုက်ခါတနက်နဲ့တိုးကပြစ်ခတ်လိုက်ပါတော့တယ်။နွားခုမင်းဘာလုပ်လဲ။အေးမင်းနေတော့ဖြေနော်ငါတနက်ကလူမရွေးဘူးကွာမင်းနိုင်လေသူဘလို့ပဲမေးစေကမူတုတ်တောင်မလုပ်တဲ့လူတယောက်ကိုတော့သူ့ရဲ့တနက်နဲ့ဆက်မပြတ်ပြစ်ခတ်လိုက်တော့လေအဲ့ဒီရိတ်ဟာကြောင်းပြက်ကြီးမှနေတိုင်းနဲ့ဦးစင်းရဲ့ပုံတံပြောင်းလဲသွားတာကိုမြင်လိုက်ရတာကြောင့်မင်းနိုင်ရဲ့အလွန်အံ့ဩသွားခဲ့ရပါတယ်မျက်လုံးပြူးပြူးနဲ့ခြုံတက်နေတဲ့သွားများကစားတော့ဝါတော့မဲ့လားအလွန်ပင်ကြောင်းမဲ့ဖွယ်ရကောင်းသလိုကြီးစံများကိုလင်းမြန်စွာရှောင်သိမ်းနေပုံကတနက်နဲ့ပြင်းနေတဲ့မင်းနိုင်ဖို့ပိုလို့တောင်ကြောချမ်းလို့လာစေခဲ့ပါတယ်တိတ်မကြခင်ချိန်မှာပဲမင်းနိုင်ပစ်လိုက်တဲ့ကြီးစံဟာဦးစင်းရဲ့ဗိုက်တက်တဲ့ကိုမှန်သွားခဲ့တာကြောင့်ပဲဦးစင်းဟာကြောင်းပြက်ကြီးရှိရာတောင်ကုန်းဘက်ကိုတက်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်မင်းနိုင်အိမ်ပြန်ရောက်တဲ့ချိန်မှာတော့မနှံ့မိုးတောင်းလို့နေခဲ့ပါပြီလူလေးမင်းနိုင်မင်းညားတဲ့တကောင်ကြီးလောက်ကလေးပျောက်သွားတာမင်းဘယ်တွေသွားနေခဲ့ရလဲ
ငါမှတော့စိတ်ပူလိုက်ရတာကွာအဖေကိုပြောစရာရှိတယ်ညကကျွန်တော်ဘာကိုတွေးရလဲဆိုတာအဖေသိလားဟိုလေကျောင်းပြက်ကြီးထဲမှာခဏသတင်းသုံးနေတဲ့ဦးစင်းကအောက်လန်းဆရာမကောင်းဆိုးဝါးကြီးဗျခုနကပဲကျွန်တော်သူနဲ့တိုက်ခိုက်ပြီးသူ့ကိုနိုင်လူနီးပါးဖြစ်နေပြီးမှသူကထွက်ပြေးသွားတာဗျကျွန်တော်ပြစ်လိုက်လို့သူတန်ရရထားတယ်အခုပဲဖုန်းเจ้าကိုသွားကြည့်ဖို့တော့အဖေကိုလာခေါ်တာဦးအောင်မြင့်ဆန်းကသားဖြစ်သူမင်းနိုင်ပြောတဲ့ဖြစ်ပျက်များကိုမယုံတော့ယုံတော့ဖြစ်နေခဲ့တော့လေနောက်ဆုံးမှာတော့သူသွားကြည့်ရန်အတွက်သာဆုံးဖြတ်လိုက်ပါတယ်ဒီလိုဆိုရင်တော့ဖြစ်မှန်ကိုသိရဖို့လိုတယ်ကဲမင်းရွာသားတွေကိုမောင်းထုတ်ခေါ်လိုက်တော့လူနင်းငယ်ပဲခေါ်ပြီးသွားကြည့်ကြမယ်ကွာလူတွေများရင်တခုခုအန်နေဆိုရှောင်ရခက်တယ်ကွာဦးအောင်မြင့်ဆန်းလည်းရွာသားအဖွဲ့ကိုဦးဆောင်လိုက်ခါကျောင်းပြကြီးရှိရာကိုလိုက်သွားခဲ့ရမှာတော့ဘော်ဒီဘေးအောက်မှာငြိမ်းချမ်းစွာတရားထိုင်နေတဲ့ဦးစင်းကိုသာတွေးလိုက်ရပါတယ်မင်းနိုင်လည်းသူ့မျက်စိသူတော်မယုံနိုင်ပဲပါဇက်အဟောင်းသားဖြစ်သွားခဲ့ရတာပေါ့ဟာဒါဘလို့ဖြစ်နိုင်မှာလဲဖေဒီဦးစင်းကအယောင်ဆောင်ဦးစင်းဗျသူလိန်နေတာတေးကြတယ်မင်းပါဇက်ကိုပိတ်ထားစက်ယူငါထင်တော့ထင်သားပဲကွာငါကမင်းကိုယုံမိတာမှားတာပဲတကားတော့ဘာဖြစ်နေရလဲကွယ်ညနာတွေကလည်းမသားမရနဲ့ဘယ်ရေးတွေများကြုံလာရတာတော့ဦးစင်းကိုရှောက်ကြဆမ်းမအောင်ကွယ်ဘာမှမဟုတ်ပါဘူးဗျာတပည့်တော်တို့တိုးထွက်ပစ္စည်းရှာရင်ကျောင်းသားကိုလှည့်လာတာပါဗျာအခုပဲပြန်တော့မလို့ပါဗျာမင်းနိုင်မှာတော့ဦးစင်းကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေပြီးဦးအောင်မြင့်ဆန်းကတော့မင်းနိုင်ရဲ့လက်မောင်းကိုဆွဲကရွာရှိရာကိုဆွဲခေါ်သွားခဲ့လို့မင်းနိုင်ရဲ့စိတ်ထဲမှာတော့လက်ပူးလက်ချက်မိထားတာတောင်ဟန်ဆောင်ကောင်းလုံးလာတဲ့ဦးစင်းကိုမကျင်တဲ့စိတ်တွေကပေါက်ဖွားလို့နေခဲ့တာပေါ့တပတ်မှာတော့အေးတီဟာသူ့တကူလုံးကိုလာတဲ့ပိုးလာအောင်လိမ့်စင်ချဲ့တနေပြီးသူမရဲ့စိတ်ထဲမှာတော့ကြီးမားတဲ့အကြံစီကြီးနဲ့တူကြောင်ပြက်ကြီးရှိရာကိုထွက်သွားဖို့အတွက်ပြင်ဆင်ကထွက်လာခဲ့ပါတယ်ဒီမှာရှင်ကူညီပြီးအစီအရင်လုပ်ပေးမယ်ဆိုရင်ကျမလည်းရှင်ကိုလိုအပ်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးမယ်ကျမလိုချင်တာရရင်ပြီးတာပဲကျမသွေးသားကိုရှင်ကြိုက်နေတာကျမသိပါတယ်ဟာနင်ကငါကြိုက်ကိုတော့မှငါနဲ့တညာလေးအေးရသေးရဲ့တဲလဲသိနေပါလားဟာအခုလုံးကလည်းမှုီးနေရပဲကွယ်စားရကြီးဝါရကြီးသေးရဲ့လာမင်းလိုချင်တာလည်းပေးမယ်ငါလိုချင်တာလည်းယူမယ်ဒီလိုဆိုတော့လေလောကကြီးကပိုလို့တောင်လှနေပါလားကွာဦးစင်းနဲ့အေးတီရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်ပါတယ်အဲဒီနောက်စီရင်ကိုပြုလုပ်ဖို့အတွက်မင်းနိုင်ရဲ့တပ်ပုံကိုယူလိုက်ပြီးPRစဖို့ကိုမန်နန်များကိုစက်တိုက်ရွတ်ဆိုလိုက်ခါရှုံးတချိုးနဲ့ရုံနှရုပ်ကိုပြုလုပ်လိုက်ပြီးချီနီနဲ့ပတ်ခါစီမန်းများကိုစုတ်ခါအင်းချလိုက်ပါတယ်တောအုပ်ဘေးကစမ်းချောင်းလေးမှာတော့ငါးဖမ်းနေတဲ့မင်းနိုင်တယောက်ခန္ဓာကိုယ်တစ်ခုလုံးကပူတက်လာတာကိုခံစားလိုက်ရပြီးသူ့ရဲ့နားမှာလည်းမန်နန်တချို့ရွတ်ဖက်တန်များကိုတိုးတိုးလေးကြားနေရတဲ့အတွက်သူလည်းဒီနေရာမှာဆက်နေတခုခုဖြစ်တော့မယ်လို့စိတ်ထဲမှာထင်လာခဲ့တာကြောင့်ပဲဆိုင်ကယ်ကိုဆက်နိုးပြီးအိမ်ရှိရာကိုသာဦးတီမောင်းလာခဲ့ပါတယ်လမ်းတစ်ချောင်းမှာတော့တပ်ပြည့်ရှည်များကမှောင်မိုက်နေသလိုရောဘာချန်ကိုဖျက်လာစဉ်လမ်းတစ်နေရာမှာပဲအရှိကနေပိတ်ပြီးရက်နေတဲ့အေးတီကိုရုတ်တရက်တွေးလိုက်ရတာကြောင့်ဆိုင်ကယ်ကိုကမန်းကတန်းထိုးရက်လိုက်ရပါတယ်ဟေးအေးတီနင်ဘာလို့လမ်းပိတ်ပြီးရက်နေရလဲနင်သေးချင်လို့လားနင်သေးချင်တာရေးမကြည့်ဘူးငါသေတော့မှကံကောင်းလို့ပေါ့ဟာတောင်းပန်ပါတယ်ကိုမင်းနိုင်ရဲ့ကျမနည်းနည်းလေးအလင်းလိုသွားလို့ရှက်ဆိုင်ကယ်ကိုမမြင်လိုက်တာပါသတိထားပါမယ်နော်မင်းနိုင်ကတော့စိတ်တူသွားကဆိုင်ကယ်ဖြစ်မောင်းထွက်သွားခဲ့ပါတယ်ကိုမင်းနိုင်ရှင်ဘလောက်ကြာကျမလက်ထဲကနေပြေးနိုင်မှာမလဲမကြခင်နင်ကငါ့ယောက်ျားဖြစ်ကိုဖြစ်ရမှာပါဒီလိုနဲ့ညကိုရောက်လို့လာခဲ့ပြီးအေးဒီလည်းအဖွားတော်မီနဲ့ထွေရလေးပါစကားစမြည်ပြောဆိုကြရင်းနဲ့အေးဒီဟာသူမအားပြုစုစောင့်ရှောက်ပေးတဲ့အတွက်အဖွားပြသူကိုကျေးဇူးတင်စွာပြောဆိုနေခဲ့ပြီးမြေပွားနှစ်ယောက်ပြောရှင်စွာပွေးဖက်နေစီမှာပဲအကြံသမားအေးဒီကသူအသင့်ဆောင်ထားတဲ့ဓာတ်နဲ့နောက်ကျောကနေအဖွားဖြစ်သူကိုထိုးလိုက်ပါတယ်တကယ်တော့ဦးစင်းမှာအေးတီရဲ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်ပူးကပ်နေခဲ့ပြီးတော်မီရဲ့ဦးသေးများကိုဆွဲထုတ်ကယွန်ရှာပွေရာစားတောက်နေခဲ့တာပေါ့အဖွားပြသူရဲ့အလောင်းကိုငမ်းမရစားတောက်နေခဲ့တော့လေအေးတီရဲ့မျက်လုံးထဲမှာတော့မျက်ရည်များကစီးကျနေခဲ့ပြီးသူမဟာမိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းမရှိပဲအဖွားပြသူကိုသူကိုယ်တိုင်ကပင်တက်ခါစားတောက်နေခဲ့တာပါဒီကောင်မရဲ့ခန္ဓာကိုယ်ငါဆွဲလန်းနေပြီဒီကောင်မငါပဲပိုင်ရမယ်ကြိုက်လိုက်တာနင်ကြိုက်နေမင်းနိုင်ဆိုတဲ့ကောင်လေငါကိုယ်တိုင်တက်ပြီးစားတော့ပြမယ်ကွာခဏကြာမှပဲဦးစင်းကအေးတီရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့ဦးအောင်မြတ်ဆန်းရဲ့နေရှိရာကိုသွားကနေရှိရောက်မှပဲကျဲလောင်စွာငိုကြွေးနေခဲ့ပါတယ်မင်းနိုင်ဟဲ့ကောင်မင်းနိုင်အိမ်ရှိမှာဘယ်သူငိုနေရလဲကွာထကြည့်အောင်ကွာဒါဖာနှစ်ယောက်သားအိမ်ရောက်တက်ကိုပြေးစင်ကကြီးလိုက်တဲ့အချိန်မှာတော့ရိုက်ကြီးတင်းတင်းငိုကြွေးနေတဲ့အေးတီကိုတွေးလိုက်ရပြီးလူမကတော်မီကိုလူတယောက်ကတတ်သွားခဲ့ကြောင်းဒါပေမဲ့တတ်သွားတဲ့သူဟာဘယ်သူပဲဝါဖြစ်တယ်ဆိုတာ तू မသိလိုက်ဘူးလို့ပြောနေခဲ့ပါတယ်မင်းနိုင်
မင်းဒီမှာအေးတီနဲ့ဖော်လို့ပြီးနေခဲ့ကွာငါရွာသားတွေကိုခေါ်ပြီးလူသက်သမားကိုရှာလိုက်အောင်မယ်မင်းနိုင်လည်းဖခင်ရဲ့စကားကိုနားထောင်လိုက်ကအေးတီကိုအိမ်မောကိုခေါ်ပြီးနှစ်သိမ့်ပေးနေစင်မှာပဲရုတ်တရက်အေးတီရဲ့မျက်လုံးများဟာနေရဲကပြူးကျလာခဲ့ပြီးရှာကိုတော့ကမင်းနိုင်ရဲ့လေပင်ကိုညှစ်ချလိုက်ပါတော့တယ်မတူလဲနင်းမတူလဲနင်းအေးတီမဟုတ်မင်းငါပိုက်တဲ့ကိုမင်းနှလုံးသွင်းနေပြစ်ခဲ့တာလေကွာဘာလဲအခုကြတော့မမီတော့ဘူးလားမင်းကိုရင်တက်မယ်ပြီးရင်ဒီရွာလုံးကိုတက်ပြီးစားမယ်မင်းတို့ရွာသားတွေဘာတက်နိုင်ကြသေးလဲကွာမင်းနိုင်တဲ့အသေးတန်အေးတီလက်ကနေရုံထွက်နေခဲ့ပေမဲ့ဘူးကခံထားရတဲ့အေးတီမှာအလွန်ပင်တန်မာနေခဲ့တာကြောင့်ရုံထွက်ဖို့တော့ကခက်ခဲနေခဲ့ပါတယ်ထိုချိန်မှာပဲဖုန်းကြီးဝတ်သွားတဲ့ဘာကြီးဖုန်းကြီးပေးထားခဲ့တဲ့အဆောင်လေးဟာမီးလင်းလာခဲ့ပြီးပူးကတ်နေတဲ့ဦးစင်းကိုတိုက်ခိုက်လိုက်တာကြောင့်ပဲဦးစင်းဟာအေးတီကိုကနေထွက်သွားခဲ့ပြီးတော့သူတို့နှစ်ယောက်ရှိမှပဲပေါ်လာခဲ့ပါတယ်မင်းနိုင်လည်းအခွင့်ကောင်းကိုဆောင်ပြီးအေးတီရဲ့လက်ကိုဆွဲကရွာလေရှိအောင်ပြေးထွက်လာခဲ့ပါတော့တယ်မင်းတို့ညောင်ဘာလို့ဒီလောက်တောင်ပြေးလာရတာလဲမင်းတို့ရဲ့မျက်နှာတွေကလည်းတရေကိုတွေ့လိုက်ရတဲ့အတိုင်းပဲတရေနေမဟုတ်ဘူးဦးလေးဘလူးလောက်ကိုရှိတာအဲ့ဒါကြောင်းပြတ်တရားဦးစင်းပဲလူတွေကိုဝင်ပူးပြီးတက်စားနေတာချင်းမကြခင်မှာပဲဦးအောင်မြတ်ဆန်တို့ရှိမှဦးစင်းကပေါ်ထွက်လာခဲ့ပြီးတော့မန္တန်များကိုရွတ်ဆိုလိုက်ကရွာသားများကိုပူးကတ်လိုက်ပါတယ်စံဖြူဖိုးကိုပူးကတ်ပြီးဦးအောင်မြတ်ဆန်စီကိုခုံအောင်လိုက်ကဘေးဆုပ်ရန်အတွက်စူးစမ်းနေခဲ့ရကြောင်းမင်းနိုင်လည်းဘာမှမစင်စားတော့ပဲဖခင်ပေါ်မှာပူးကတ်နေတဲ့ရွာသားတနက်ဖြစ်အချက်ပေါင်းများစွာပြစ်လိုက်တာကြောင့်ရွာသားဟာလည်းနောက်ကိုလမ်းပြီးလဲကျသွားခဲ့ပါတယ်အင်းတက်ပညာများကိုဆရာတော်ဖျားများထံမှလက်ဆင့်ခံရယူဖူးတဲ့ဦးအောင်မြတ်ဆန်လည်းမန္တန်တစ်ပုတ်ကိုရွတ်ဆိုလိုက်ပြီးတော့ငါအင်းပညာရဲ့ဆိုတာဒီမန္တန်ရဲ့တကူကြောင့်ပူးကတ်နေတဲ့မိစ္ဆာငါလက်ထဲကိုဝင်လာခဲ့စမ်းအေးဒါမှမဟုတ်မင်းရန်လိုနေသေးရင်တော့အထက်ကနတ်တွေကိုပင်ပြီးမင်းကိုတုတ်တင်ရလိမ့်မယ်အဲဒီနောက်မန္တန်ဆုံးနာနေတပြိုင်နဲ့ပူးကတ်နေရဲ့ဦးစင်းဟာလည်းမီးများလောင်ကပျောက်ကွယ်သွားပါတော့တယ်နောက်တနေ့မနက်မှာတော့ရွာသားများအားလုံးကလည်းတေဆုံးသူများရဲ့လောင်များကိုမီးရှို့လိုက်ကြသလိုဦးအောင်မြတ်ဆန်းလည်းမကောင်းဆိုးဝါးဝိညာဉ်ကိုဖမ်းချိုးလိုက်ပြီးသူနေထိုင်ခဲ့တဲ့ကျောင်းပြက်ကြီးမှာပဲပြီးတိုင်ချုံနှောင်မြုပ်နှံလိုက်ပါတယ်အဲဒီချိန်အားဆောက်လို့ဘသူမှတောင်ကုန်းပေါ်ကကျောင်းပြက်ကြီးကိုမတရေချတော့ပါဘူးခင်ဗျာကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့အောက်လန်းဖုန်းကြီးနဲ့လင်ဒါယူတဲ့အေးတီဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်